ကဲအောင်ကျေးဇူးတင်ပါတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်အနေနဲ့တကူဆိုလို့ကျွန်တော်အခုနဒီဆရာလေးကကျွန်တော်မေးလိုက်တဲ့စကားလေးကတော့ကျွန်တော်ရှင်းရှင်းလင်းလင်းပွင့်ဖွင့်လင်းလင်းပြောနိုင်မရှိနိုင်သေးဘူးဘာဖြစ်လို့လဲဆိုတော့မိဘတွေရဲ့ကျေးဇူးတရားကိုတော့ဘယ်သူမှမဆက်နိုင်ပါဘူးအခုလိုဒီဗီဒီယိုလေးကြည့်သူတွေကိုကျွန်တော်တခုမှာစေလို့ကျွန်တော်ဘာလဲဆိုတော့မိဘတွေနဲ့ကိုဘယ်တော့မှမစော်ကားပါနဲ့မိဘတွေရဲ့ဩဝါဒအထိုင်မိဘလို့ကျွန်တော်အနေနဲ့ကျွန်တော်ဆရာတယောက်အနေနဲ့ဆိုလို့ချင်ပါတယ်Assalamualaikum ကျွန်တော်ရဲ့လက်စားအိပါတော့ဆရာကြီးရဲ့နေကောင်းပါလားအစ္စလာမ်ဝရဟ်မတုလ်ကာတိုအလ်ဟမ်ဒူလ illah ကျွန်တော်နေကောင်းပါတယ်ဆရာကြီးနာမည်ကပြောလိုက်ပါဦးကျွန်တော်နာမည်ကမိုဟာမက်အလ်ဖတ်ပါဆရာကြီးစင်ကကျွန်တော်ဒီနေ့မီးရှင်းတာကမိဘဆိုဒီမှာအဘေနီဒါမီးကလေးကနရှင်းပြပါဆရာကြီးအော်ကောင်းပါပြီခင်ဗျအခုမေးလိုက်တဲ့စကားလေးကကြတော့အင်မထမစေဝင်စားစရာကြီးပဲတကယ်ကိုတန်ဖို့အရှိဆုံးပဲမိဘဆိုတာမိဘဆိုဒီမှာအပိနီးဆိုကျွန်တော်မိဘဆိုတာဘာလဲမိဘရဲ့ဂုဏ်ကျေးဇူးကိုတော့ဘယ်သူမှမမေးနိုင်ပါဘူးဘယ်သူမှမဆက်နိုင်ပါဘူးမိဘဆိုတာဒီလိုမိဘရဲ့ကျေးဇူးတရားကိုတော့ compare နိုင်ချီလို့မရဘူးနိုင်ချီလို့ရတဲ့အရာမှမဟုတ်တာတကယ်ကိုနိုင်ချီလို့ရတဲ့အရာမဟုတ်ပါဘူးကျွန်တော်ကဘယ်လိုခေါ်မလဲအဲ့ဒါကိုခံစားနိုင်မှာပါဒါမှမဟုတ်သူတို့ရဲ့ကျေးဇူးတရားကိုတော့ထုတ်ဖော်တိုင်းမဲ့သူခပါပေါ်မှာအခုတောက်မှမပေါ်လာသေးပါဘူးပေါ်လဲပေါ်မှာမဟုတ်ဘူးတကယ်လို့အဲ့မိဘရဲ့ကျေးဇူးနဲ့ပတ်သက်ပြီးတဦးတယောက်များရှင်းပြနိုင်ပြီးဆိုတာနဲ့အဲ့ဒီနေ့ကစကားလေးတစ်ခုမှတ်သားလိုက်ပါခပါကြီးကရှိမှာမဟုတ်ဘူးခပါကြီးကပျော်သွားလိမ့်မယ်အဲ့ဒီထက်အနဲ့အဲ့ဒီထက်ရပြီးအဲ့ဒီထက်ကအဲ့ဒီထက်ကနေပြီးတော့ကျွန်တော်တို့မိဘတွေရဲ့ဂုဏ်ကျေးဇူးကိုခံစားနိုင်မှာဖြစ်တယ်ဘယ်လိုခံစားနိုင်မလဲဆိုတော့ကျွန်တော်ကလေးဘဝတော့ဆိုတော့လေမိဘရဲ့တန်ဖိုးကိုသိနိုင်မှာမဟုတ်ဘူးဘာလို့ဆိုတော့ကျွန်တော်အကောင့်ထဲမှာအဲ့လောက်တော့မှအိုးတော့မပြည့်သေးဘူးကျွန်တော်မှာတဖြည်းဖြည်းကျွန်တော်ကကြီးပြင်းလာတာနဲ့ကျွန်တော်လည်းအိမ်အောင်ကြပြီအသက်က16နှစ်ပြည့်တာနဲ့ကျွန်တော်အိမ်အောင်ကြပြီအိမ်အောင်ကြတာနဲ့ကျွန်တော်မိန်းမလေးတယောက်ရောက်သွားပြီဒါပေမဲ့မိဘရဲ့ကျေးဇူးတရားကိုတော့ကျွန်တော်တုတ်ဖော်နိုင်မဲ့step ကအဆင့်ကကျွန်တော်အိမ်အောင်ကြမဲ့နေ့ကစပြီးတော့ကျွန်တော်တဖြည်းဖြည်းကျွန်တော်ပိုပြီးခံစားလာမှာဖြစ်တယ်ကျွန်တော်အိမ်တော်မကြခင်ကျွန်တော်တော့မိဘရဲ့တန်ဖို့ကိုတော့အပြည့်အဝနားလည်မှာမဟုတ်ဘူးအဲ့ဒါကြောင့်မလို့ကျွန်တော်အိမ်တော်ကြားတာနဲ့မိန်းမလေးတယောက်မိန်းမချော့လေးတယောက်ရောက်သွားပြီမိန်းမကလည်းချော့လေးလှလေးဆိုတော့လေကိုကလည်းတိတ်ချစ်လိုက်တာအဲ့ဒီကကျတော့တဖြည်းဖြည်းမိဘစကားတွေကိုကျတော့တိတ်နာမခံချင်တော့ဘာလို့လဲဆိုတော့မိန်းမဘက်ကနဲ့အလေးများသွားတာ哦အตาများတာ哦မိမဘက်ကနဲ့လိုက်ရတယ်လေဒါကတော့တဘာဝပါပဲအဲ့တော့မိဘတွေကိုဒီတိုင်းထားပြီးတော့ကျွန်တော်အိမ်ခွေးလိုက်တယ်မိမနဲ့အိမ်ခွေးနေလိုက်တယ်တနေ့ကိုနည်းလောက်ရှိရောတာဖြစ်စေတမီးဖြစ်စေကလေးလေးတယောက်ရောက်သွားတယ်ကလေးလေးတယောက်ရောက်သွားတယ်အရန်ချစ်ဖို့ခောက်လိုက်တာကလေးလေးရလေတမီးလေးဆိုလို့ရှိရင်ကျွန်တော်ဘာခေါ်လဲအမေအသက်ရှင်နေသားနဲ့ခိုးမွေးထားတဲ့ကလေးလေးကိုယောက်ျားလေးဖြစ်လို့ရှိရင်အဘဆိုပြီးတော့ခေါ်တယ်ဟိုမှာအဖေကအသက်ရှင်နေသားနဲ့သမီးလေးကိုတော့အမချစ်စလို့နဲ့ခေါ်တာဟုတ်ဗျာအဲ့ဒီအချိန်မှာအမေကစွန့်သွားပြီအဖေကလည်းစွန့်သွားပြီကဲအဖေဆိုတချို့ဘေးပဝန်းကျင်ကနေတော့ပြောမှာပဲသမီးလေးတယောက်ရောက်သွားပြီသားလေးတယောက်လေးရောက်သွားပြီကဲကောင်းပြီအဖေလေးတယောက်ရောက်သွားပြီအမေလေးတယောက်ရောက်သွားပြီဆိုပြီးတော့ဘေးပဝန်းကျင်ကနေပြီးအဲ့လိုမျိုးစကားတွေလာပြန်အောင်တဖြည်းဖြည်းနဲ့မိမိရဲ့တသမီးတွေကြီးပြင်းလာတဲ့အခါကိုကဘယ်နေရာရောက်သွားပြီလဲတစ်ချိန်တော့ကျွန်တော်တို့အမေရှိခဲ့တဲ့အဲ့ဒီနေရာကိုကျွန်တော်ရောက်ရှိသွားပြီကျွန်တော်တို့လင်မယားနှစ်ယောက်ကဟောနေရာကိုရောက်သွားပြီကျွန်တော်တို့မိဘတွေကိုကျွန်တော်ကဘာလုပ်လဲဘာမလုပ်ခဲ့ဘူးလဲဆိုတာကျွန်တော်မိဘနဲ့ကောင်းမွန်ဆက်ဆံခဲ့ပြီးရှိတော့ကျွန်တော်တသမီးကလည်းကျွန်တော်တို့နဲ့ကောင်းမွန်ဆက်ဆံပါဒါဝိလေတဲ့သဘောမျိုးအဲ့ဒါကိုဝိလေတယ်လို့ခေါ်တယ်အဲ့ဒါကိုဝိလေကိုလေရမယ်ကျွန်တော်တို့မိဘတွေကကျွန်တော်တို့ကိုမွေးတယ်
မွေးပြီးတော့ဘာဘလောက်ဒုက္ခတွေခံပြီးတော့ပြန်ရစေခဲ့တယ်ကြီးပင်ခဲ့တယ်ပြီးတော့မှအဲ့ဒီမိဘရဲ့ကျေးဇူးတရားကိုဆက်တဲ့အနေနဲ့ကိုယ်ပါလေတတ်သမီးတွေအလားရှင်မြတ်ကပိတနာတော်မုတ်ခဲ့တယ်ကြီးမိခဲ့တယ်ဗောအဲ့ဒီကလေးတွေကိုလည်းကျွန်တော်တို့ဒီအတိုင်းပဲကျွန်တော်တို့မိဘတွေကပြုစုစောင့်ကြောက်ခဲ့တဲ့အတိုင်းကျွန်တော်တို့လည်းကျွန်တော်တို့တတ်သမီးတွေကိုအဲ့လိုမျိုးပြုစုစောင့်ကြောက်ဖြိုးထောင်ဖေးရတယ်ဒါမိဘတွေကကိုယ့်အပေါ်မှာလောက်ခဲ့တဲ့အတိုင်းကိုယ်မှလည်းကိုယ့်ရဲ့တတ်သမီးတွေအပေါ်မှာဝိလေတဲ့သဘောမျိုးအဲ့ဒီအတိုင်းလည်းပြန်နေလှုပ်ဆောင်သွားအောင်မယ်အချက်ဖြစ်တယ်အဲ့၎င်းအဲ့လိုမျိုးအချက်တွေကိုလှုပ်ဆောင်သွားတဲ့အချိန်မှာဘာတွေလှုပ်ရမလဲဘာတွေတုံရလဲအဲ့ဒီထဲမှာလည်းအခက်အခဲပေါက်များစွာရှိမှာပဲဒါပြောမယ်ဆိုတော့အကျပုံမှန်လေးပြောမယ်ဆိုတော့ဒါအကျတလိမ့်ပါပဲဒါကိုပြောရင်ပြောတစ်နှစ်နှစ်နှစ်သုံးနှစ်မခဒါသုံးလို့ရတယ်ပြောလို့ရတယ်သုံးရင်ပြောရင်လည်းတော့မှဒါဒီစကားတွေကအဲ့ဒီမိဘတွေရဲ့ကျင့်စုတရားရဲ့စကားတော့ကုန်နိုင်မှာမဟုတ်ဘူးဥပမာလေးပြမယ်ဆိုလို့ရှိရင်အများကြီးပါပဲမိခင်ရဲ့ဝမ်းထဲမှာရှင်းနေစဉ်ကနေပြီးတော့ကိုကအသက်18နှစ်ပြည့်တဲ့အထိဒီခါလာဒီတထက်မှာကိုလှုပ်ဆောင်ခဲ့တဲ့လှုပ်ဆောင်ချက်မှန်သမျှကိုလက်တွေ့ပေါ်တိုင်းမိခင်ဖခင်တယောက်အနေနဲ့ဖြစ်လာတဲ့နှင်းမှာစပြီးတော့မိခင်ဖခင်ရဲ့ကျေးဇူးတရားကိုသိမှဖြစ်ပါတယ်ဒီလောက်လေးနဲ့ဆိုတော့ကျွန်တော်မိကုန်းချုပ်လိုက်ချင်ပါတယ်ဘာလို့ဆိုတော့ဒီမိဘတွေရဲ့ကျေးဇူးတရားတွေကတော့အင်မထမဒါအစားပဲရှိတော့တဲ့အဆုံးမရှိတော့ဘူး infinity ပါပဲဒါကိုဘယ်သူမှအဆုံးတတ်နိုင်မယ်လို့ကျွန်တော်မထင်ပါဘူးကျွန်တော်အနေနဲ့တော့မထင်နိုင်ပါဘူးကျွန်တော်မထင်ပါဘူးအဲ့ဒါကြောင့်လို့ကျွန်တော်လည်းအခုပြောလိုက်တဲ့စကားကတော့ကျွန်တော်ထင်မြင်ချက်နဲ့ပဲလူရင်းတို့ချုပ်နေကျွန်တော်ထင်မြင်ချက်နဲ့ကျွန်တော်လူရင်းတို့ချုပ်ပြောလိုက်တာပါကဲအားလုံးကျေးဇူးတင်ပါတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်အနေနဲ့တကူဆိုလို့ကျွန်တော်အခုနဒီဆရာလေးကကျွန်တော်မေးလိုက်တဲ့စကားလေးကတော့ကျွန်တော်ရှင်းလင်းပွင့်လင်းပြောနိုင်မရှိနိုင်သေးဘူးဘာဖြစ်လို့လဲဆိုတော့မိဘရဲ့ကျေးဇူးတရားကိုတော့ဘယ်သူမှမဆက်နိုင်ပါဘူးအခုလိုဒီဗီဒီယိုလေးကြည့်သူတွေကိုကျွန်တော်တခုမှာစေလို့ကျင်တာပါလဲဆိုတော့မိဘတွေနဲ့ဘယ်တော့မှမစော်ကားပါနဲ့မိဘတွေရဲ့ဩဝါဒအထိုင်နေပါလို့ကျွန်တော်အနေနဲ့ကျွန်တော်ဆရာတယောက်အနေနဲ့ဆိုလို့ကျင်ပါတယ်अस्सलाम वालेकुम व रहमतुल्लाहि व बरकातुहू